ဒီမျိုးသမီးလေးမှာငယ်စဉ်ကတည်းကအရာရာကိုကုသပေးနိုင်တဲ့စွမ်းအားရှိခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့မိဘတွေကသူမကိုမချစ်ကြပဲညီမဖြစ်သူရဲ့ကိုစားချမ်းသာတဲ့အမျိုးသားတဦးနဲ့အတင်းကျပ်လက်ထပ်ခိုင်းခဲ့ပါတယ်။ချမ်းသာတဲ့အမျိုးသားရဲ့အိမ်ကိုရောက်ချင်းမှာပဲသူမဟာသူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။သူမကုသပေးခဲ့ဘူးတဲ့ငှက်ကလေးတစ်ကောင်ကထိုမျိုးသားပေါ်ကိုအညစ်အကြေးဆုံးချလိုက်လို့ပါပဲ။သူမလဲကြောက်လန့်တကြားနဲ့ရင်မောင်းကိုအမျက်မောင်းခိုင်းပြီးသူ့ရဲ့ဒေါသရံကနေလွတ်မြောက်အောင်ပြေးခဲ့ရပါတယ်။မကြခင်မှာပဲသူမဟာထိုအိမ်ကိုတကြော့ပြန်ရောက်လာခဲ့ပြန်ပါတယ်။ရင်မောင်းကသူမကိုအမျိုးသားစိတ်ကျဉ်တဲ့အောင်ဘာမဆိုလို့ဖို့တတိပေးခဲ့ပြီးသူမကလည်းစိတ်မပတပါနဲ့သဘောတူခဲ့ပါတယ်။ရင်မောင်းထွက်သွားပြီးနောက်မှာတော့သူမဟာဒီစိတ်ဆက်ပွဲကိုဖျက်သိမ်းဖို့ကြံစီပါတော့တယ်။သူမဟာထိုမျိုးသားရဲ့အခန်းထဲကိုဝင်သွားတဲ့အခါစုဖလားများစွာကိုမြင်တွေ့ရပြီးသူဟာထူးချွန်တဲ့သူတစ်ယောက်ဖြစ်မှန်းသိလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာသူမရဲ့ငယ်သူငယ်ချင်းအတွက်လုပ်ပေးခဲ့ဘူးရဲ့ပန်းတရားဖူနဲ့တပုံစံနဲ့တူတဲ့ပန်းတရားဖူတစ်ခုကိုတွေ့သွားပါတယ်။ငယ်စဉ်ကသူမရဲ့မိဘရင်းတွေကသူမကိုခေါ်ဆောင်သွားချိန်မှာသူမဟာထိုသူငယ်ချင်းကိုနှုတ်ဆက်ချိန်အောင်မရခဲ့ပဲအဆက်အသွယ်ပြတ်သွားခဲ့တာပါ။အဲ့ဒီအချိန်မှာပဲချမ်းသာတဲ့အမျိုးသားကဒေါသတကြီးဝင်လာပြီးပန်းတရားဖူကိုလူယူကသူ့ပစ္စည်းကိုခွင့်ပြုချက်မရှိပဲကင်တွယ်ရမလားဆိုပြီးရိုင်းဆိုင်တယ်လို့ဆွဆွဲပါတော့တယ်။သူမကလည်းစိတ်ဆက်ပွဲပြည့်စေခြင်းနဲ့ရည်ရွယ်ချက်နဲ့ကျမ်းပြင်ပေါ်တနှွေးထွေးပြပြီးသူမဟာတကယ်ပဲရိုင်းဆိုင်ကြောင်းပြောလိုက်ပါတယ်။မကြခင်မှာပဲသူတို့နှစ်ဦးရန်ဖြစ်ကြပါတော့တယ်။သူတို့ရန်ဖြစ်နေစဉ်မှာပဲအမျိုးသားရဲ့မိခင်ဖြစ်သူဝင်လာပြီးအဖွားဖြစ်သူတတိလက်သွားကြောင်းပြောပြပါတယ်။သူတို့နှစ်ဦးအဖွားကိုတွားကြည့်တဲ့အခါအဖွားဖြစ်သူကသူ့ရဲ့တူတဲ့သောဆန္ဒဟာမြေးဖြစ်သူလက်ထက်တာကိုမြင်ကျင်တာဖြစ်လို့သူတို့ကိုချက်ချင်းလက်ထက်မပုံတင်စေခြင်းနဲ့လို့ပြောပါတယ်။သူတို့နှစ်ဦးစလုံးကမဆိုင်မတော်ညှင်းဆိုကြပါတယ်။သူတို့ရဲ့ညှင်းဆိုမှုကိုမြင်တဲ့အခါအဖွားဖြစ်သူကအဖြေတစ်ခုထုတ်ပေးပါတယ်။အကယ်၍3လကြတဲ့အထိတဦးနဲ့တဦးချစ်ကြိုက်ခြင်းမရှိရင်စိတ်ဆက်ပွဲကိုဖျက်သိမ်းပေးမယ်ဆိုတဲ့စာချုပ်ကိုလက်မှတ်ထိုးခိုင်းပါတယ်။မထွက်ခွာမီမှာအမျိုးသားရဲ့မိခင်ကအဖွားရဲ့လက်ဆောင်ဖြစ်ကန့်သက်ချက်မရှိတဲ့ခက်တက်ကက်ကိုသူမကိုပေးခဲ့ပါတယ်။ထိုကဲ့သို့ကျင်နာမှုကိုမမျှော်လင့်ထားတဲ့အတွက်သူမဟာသူမရဲ့စွမ်းအားကိုသုံးပြီးအဖွားကိုကုသပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ညဘက်မှာတော့သူမဟာအဖွားရဲ့အခန်းကိုတယောက်တည်းသွားခဲ့ပါတယ်။အဖွားကသူမကိုမြင်တော့ဝမ်းသာသွားပေမဲ့ချက်ချင်းပဲတတိပြန်လစ်သွားပါတယ်။သူမဟာအဖွားရဲ့လက်ကိုကင်ပြီးကုသပေးပါတော့တယ်။ဒီမြင်ကွင်းကိုအမျိုးသားဖြစ်သူကမြင်သွားပြီးလွန်ခဲ့တဲ့16နှစ်ကမိန်းကလေးကိုချက်ချင်းတတိယသွားပါတယ်။အဲ့ဒီတုန်းကသူ့မိဟာအလုရှုံနေတာကြောင့်သူ့ကိုကုသရေးကေဟာတစ်ခုကိုပို့ထားခဲ့တာပါ။အဲ့ဒီမိန်းကလေးဟာသူ့အနားမှာနေတိုင်းရှိနေပေးပြီးသူ့ရဲ့ခြေထောက်ကိုကုသပေးခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာထိုမိန်းကလေးဟာနှုတ်မဆက်ပဲပျောက်ကွယ်သွားခဲ့ပြီးသူဟာ16နှစ်တိုင်တိုင်ရှာဖွေခဲ့ရတာပါ။သူ့ရဲ့စိတ်ဆက်သူဟာထိုမိန်းကလေးဖြစ်နေလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲသူ့မိနဲ့ဆရာဝန်ဝင်လာပါတယ်။ဆရာဝန်ကအဖွားရဲ့ခန္ဓာကိုယ်ဟာအဲ့စရာကောင်းလောက်အောင်ကျန်းမာလာတယ်လို့ပြောပါတယ်။အဖွားကသူမရဲ့ဖြူဖြော့နေတဲ့မျက်နှာကိုမြင်တော့နားခိုင်းလိုက်ပါတယ်။ဒါပေမဲ့သူမဟာတကားဝကိုရောက်တဲ့အခါစွမ်းအားတွေအလွန်ကြုံတုံးလိုက်ရတာကြောင့်မေ့လဲသွားပါတယ်။ကံကောင်းထောက်မစွာနဲ့အမျိုးသားဖြစ်သူကသူမကိုအချိန်မီဖန်ထိန်လိုက်နိုင်ပါတယ်။သူမမှာဘာလို့ကုသနိုင်စွမ်းရှိတာလဲလို့သူကမေးမြန်းပေမဲ့သူမဟာရှို့ဝက်ချက်ပေါက်ကြားသွားရင်အနေရရှိမှကြောက်တာကြောင့်ညှင်းဆိုခဲ့ပါတယ်။သူမရဲ့ညှင်းဆိုမှုကိုတွေ့ရတဲ့အခါသူကသူ့လက်ထောက်ကိုသူမရဲ့နောက်ကျောင်းကိုစုံစမ်းခိုင်းပါတယ်။ဒါပေမဲ့ရလက်တွေအရသူမဟာကုသရေးကေဟာမှာတခါမှမနေခဲ့ဘူးကြောင်းထွက်ပေါ်လာပါတယ်။သူကတော့ဒါကိုမယုံကြည်ပါဘူး။ညဘက်မှာသူမဟာကုသရေးကေဟာမှာနေခဲ့ဘူးသလားလို့သူကမေးရင်သူမကတော့အိပ်ပျော်နေပါပြီ။အဲ့ဒီအချိန်မှာပဲသူမရဲ့လေပင်ကဆွဲကြိုးလေးကိုသူမြင်လိုက်ရပါတယ်။အဲ့ဒါဟာသူထိုမင်းကလေးကိုပေးခဲ့ဘူးတဲ့အမတ်တရအချစ်လက်ဆောင်ပဲဖြစ်ပါတော့တယ်